ကြောက်ပါနဲ့ officially အဖေဖြစ်တဲ့နေ့ပါဟိုကမနက်6နာရီမနက်9နာရီနဲ့46မိနစ်ရှိပါပြီ6နာရီဆို6နာရီအရောက်ဆေးရုံသွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင် operation က9နာရီစမှာပါ fighting ငွေရတော့မှာဆိုတော့ခံစားချက်တွေချက်တော့ပြပါ ကြောက် ပြီးတော့ကြောက်ပြီးကြောက်နော် ခေါင်းထဲမှာကြောက်တဲ့စိတ်တစ်ခုပဲရှိတယ် ဟမ် ခွဲကန်းနဲ့ဝင်ရမှာအရင်ကြောက်တဲ့စိတ်ပဲရှိမမဝင်ရငါအရင်ကြောက်တယ်မျက်နှာမြင်မှကလေးမျက်နှာမြင်တော့တမျိုးပြောင်းအောင်မှာ မနက်6နာရီဆေးရုံသွားနေပါပြီဆရာမဝင်းချူပြီးတော့အိမ်သားထဲမှာအော်နေ 哎呀，到底为什么？应该在去，多来嘛？哎哪里？可能会见到猫，一把钱。 15မိနစ်ပဲဆိုတော့ Let's go fighting 大家在叫你，就是。ကြောက်ပါနဲ့မကြောက်ပါနဲ့